တကယ်ကွမ်းနေပြီအစတော့ positive vibe နဲ့နေရပါတော့အကောင်းမြင်စိတ်လေးနဲ့ကိုယ့်ဘာသာကိုနေကြည့်ရပါတော့တဖြည်းဖြည်းနဲ့ကြာလာအနေနဲ့ကွမ်းနေပြီးတော့ခံစားလာရအခုတော့ဘာမှမထူတော့ကွာဒိုင်ဆိုလာပြီးတော့စကုတ်လာဝယ်ရတယ်ပေါ့နော်စကုတ်ဆိုတာကဘီကုတ်ကိုပြောအဲ့လာဝယ်နေရအဲ့နဲ့ပဲနေရတယ်ဘွားကြာအဆင်ပြေတော့ Oh my god ဘာထူးခြားနေရလို့ထင်တော့ဘာထူးခြားနေရလို့ထင်တော့ Oh my god ကျွန်တော်မပြောင်းဆုံးချိန်သပင်သွားညက်တာပေါ့နော်ပုံမျိုးလေးကြည့်လိုက်ပါဦးဖြစ်ပုံဖြစ်နည်းကိုလည်းမင်းကလေးကိန်းနဲ့တူနေရပါတော့ထင်တော့ထင်လိုက်ပါတယ်ညက်ချင်းတဲ့ပုံစံတွေကကြတော့ဒီ live မှာရှာကြည့်ရဒီလိုပုံစံလေးတွေဆိုပေမဲ့ဒီအဓိကဘာဖြစ်လဲဆိုရင်ကျွန်တော်သပင်ကကြတော့ဂုတ်ကူထောက်တဲ့သပင်တအားရှေ့နေရလေဒီရှေ့ရမျက်နှာမှာကြာနေမဲ့သပင်ကကျွန်တော်လည်းတိုးနေတာပေါ့ထင်တယ်လို့မရှိသေးရပါတော့ကျွန်တော်လူချင်းတော့မရှိသေးရတော့ဆိုတော့ရှေ့ရတဲ့ဘယ်လုံးမညက်ဖက်နဲ့ဂုတ်ထောက်နေအောင်တော့တိလိုက်ပါတယ်တိတာကိုလူရတဲ့ပူသွားရပေါ့နော်နေရွက်လေးရဲ့အောက်နားလေးပဲနည်းနည်းကြာရပါတကယ်တော့မဟုတ်ဘူးကျွန်တော်ဒီအိမ်မှာအိမ်ကော်လန်လောက်ကိုကျွန်တော်လိုချင်တာပေါ့နော်ရှေ့ရတဲ့ဘယ်နဲ့တညီရဖြစ်သွားပြီးတော့မင်းကလေးကြီးဖြစ်သွားပါတယ်ပြီးတော့ဖြစ်နေရမင်းကလေးကြီးနဲ့ဘာလို့ပုံမှန်တူသွားလဲဆိုလို့ရှိရင်ကျွန်တော်သပင်ဖြောင်းလို့ပေါ့နော်သပင်ဖြောင်းတော့မင်းကလေးကြီးနဲ့ပို့ပြီးတော့တူသွားတာပေါ့ပုံမှန်ဖြစ်ဆိုလို့ရှိရင်ယောက်ျားလေးသပင်နေရကျွန်တော်နည်းနည်းလေးဘယ်လိုပြောမလဲနည်းနည်းမာတယ်မှပါတယ်ပေါ့နော်ပြောရတဲ့မှာမပါဒါပေမဲ့ကျွန်တော်သပင်နည်းနည်းပြောရတဲ့မှာပါနေတော့ဖြောင်းဆင်းပြီးတော့မင်းကလေးကြီးနဲ့တကယ်တူသွားပါတယ်ဟိုးရင်တော့လည်းဒီမင်းကလေးကြီးနဲ့တူရဆိုပြီးတော့ဒီမိုင်းလေးပါတင်းနေဆိုပေမဲ့အဲ့ဒီကြီးတဲ့အခုကြီးကပူတော်တူပါသေးတွေးကြံတစ်ခုရလိုက်တာပေါ့ကွာဒီလိုမှလိုက်ပါတကယ်တော့ကျွန်တော်ခေါင်းချော့မလို့ဆိုပြီးတော့ဒီတစ်ခါတည်းဒါပေမဲ့သူကဈေးရတယ်ကြီးနေဆိုတော့ဒါတောင်မှဘလော့ပြီးခဲ့ရဆိုလို့ရှိရင်1800နဲ့80ပြီးခဲ့ရပေါ့နော်ကျွန်တော်ဒီဘူတာနာဆိုင်ကိုလိုက်ညက်တာပေါ့နော်အဲ့ကဒီညက်ပေးရသူကဂျပန်မျိုးသမီးပေါ့နော်ဘွားတော်ကြီးပေါ့နော်တဘောလည်းကောင်းပါပြောရတဲ့အတိုင်းလည်းလုပ်ပြီးချပါအခုကခေါင်းမလျှော့သေးတော့ခေါင်းလျှော့ပြီးတော့တစ်ချက်ကြည့်လိုက်မိုက်လားမမိုက်လားတော့လောလောဆယ်ကတော့ဘယ်လိုပြောကျွန်တော်ဒါလေးပဲညက်ရှင်တယ်ဆိုအဆင်ပြေပါတယ်လို့ပဲခံစားမိရပေါ့နော်ဒါပေမဲ့မင်းကလေးကင်းရတူတယ်ပေါ့ပုံစံအဲ့လိုမျိုးခံစားရအေးကျေးဇူးပါလို့နော်ကျွန်တော်သပင်ညက်ပြီးကြကြမှာဘာတွေ့ရသေးလားဆိုင်ဖို့ကြည့်ပါ man's cut သပင်ညက်ထိုင်တာမသိဟုတ်ပါလမ်းလျှောက်နေတော့လမ်းတွေ့ရတယ်ဗျာဟိုဆိုင်ကသူကမင်းကလေးရကြတယ်ညက်လို့ရဆိုင်မျိုးပေါ့နော်ဒုက္ခမဆိုင်ဖို့ယူကြည့်တာမြင်ရman cut ထိုင်ပါညက်ပြီးသွားရမိုက်ရနော်နည်းဘယ်လိုပြောအကောင်းဘက်ကတွေးပြရအောင်မိုက်တယ်တွေ့တာဒီမှာရေးပါမရှိဘူးတဲ့စပိန်လေးနေလိုက်ပါအောင် Oh my god ဆိုရင်ချိုးလိုက်ကျွန်တော်လူရင်းနေနေနောက်လန့်တယ်ဆူလာနော်
ဒီနေ့ကဩဂတ်စ်လ14ရက်နေ့ပေါ့နော်မနေ့က17ရက်နေ့ဟိုဗီဒီယိုရိုက်တာနဲ့ဒီလိုကျွန်တော်မနေ့ကစပင်းညက်မလို့ပါမနေ့ကလည်းလောကတစ်လုံးပဲရှိရဆိုညက်မလို့ဆိုပြီးတော့အိမ်ပြန်ရောက်တော့အိပ်ပျော်သွားတယ်လမ်းပြလိုက်ပါဦးအိမ်ပြန်ရောက်တော့ကျွန်တော်အိပ်ပျော်သွားတယ်6နိုင်ခွဲလောက်မှနိုးရပါတော့နိုးချင်းအိမ်တက်ရှင်လေးပါလေလို့လောက်ပြီးရေမိုးပညာချိုးပြီးတော့10နာရီထိုးရရောပေါ့နော်ဂိမ်းလေးပါလေဆော့တယ်ပါတယ်10ထိုးရပြီးတော့မှဒီလိုလေးပါလေရိုက်ညစာလေးပါလေစားရနေတာတနေ့ကုန်သွားတယ်ကုန်သွားပြီးတော့ဒီနေ့ကျော်လည်းအလုပ်ကိုသွားတယ်အလုပ်ကပြန်လာတော့ရာမန်စားတယ်ပေါ့နော်ရာမန်ကျွန်တော်ဒီဘယ်မျိုးဟာနည်းနည်းစားနေကြဆိုင်တစ်ဆိုင်ရှိတယ်အဲ့ဆိုင်တွေကနည်းနည်းအဖိုးကြီးကဘာကြီးသဘောလဲကောင်းလို့ပေါ့နော်ပြီးတော့လည်းအရသာလည်းကောင်းလို့ကျွန်တော်အဲ့ဆိုင်ကိုတော့စားပြတယ်အားလေးလည်းနောက်နေ့ကျဗီဒီယိုထဲမှာထည့်ပြီးရိုက်ပါစားပြီးတော့အခုကသပင်သွားညက်တာပေါ့နော်ဒီကီထွက်လာပါတယ်ကဲချိုးပြီးလိုက်ပြီးတစ်ချက်ကြည့်ကြည့်ရ surprise ပြမယ် surprise ကောင်းရှော်ပြီးချင်းသပင်ဖွာနေတော့ဒါကကျွန်တော်ရဲ့ခေါင်းလျှော်ရင်ပုံမှန်အနေထားပေါ့နော်ပုံမှန်ရဲ့ဒီနောက်မှာသပင်ရှိရဆိုတော့တော်ရတူပါနော်ဘယ်လိုတော့ဒီလောက်ဟုတ်လားညမထောင်းတော့ကျွန်တော်လမ်းနေရဆိုတဲ့သပင်တော်တော်ရှိတယ်အဲ့လိုပဲကျွန်တော်ဟိုရှစ်တော်နေပါပြီနည်းနည်းပိုလို့ရှင်းပါဘောနော်ကျွန်တော်ဆိုရင်ရှင်းရောက်တိတ်မကြိုက်အဓိကပြန်မာတိုင်းနဲ့ဖာတိုင်းနဲ့ဒါပေမဲ့သူကတပင်းရှင်းနေမကြိုက်တော့ဘလောက်ပဲညံ့ညံ့ပေါ့နော်နည်းနည်းလေးကျင့်တယ်ဆိုရင်သူကကျင်းနေတယ်ရှိုးလိုက်ပါဦးအမေအေးကြည့်လိုက်ပါဒီခေါင်းလေးဂျေလိန်တော့မိုက်တော့တယ်အရင်တော့ဆိုရင်ကျွန်တော်ဒီရှိုးပြီးသွားလို့ခေါင်းလျှော့ပြီးသွားလို့ရှိရင်စပင်းကတော်တော်မိုက်တယ်အရှိကြီးနဲ့ဆိုတော့ကျွန်တော်ရီဆိုးနေတဲ့ပြန်လောက်ရှိတော့အခုတော့လူမျိုးဖြစ်နေတိတ်မမိုက်တော့စပင်းတော့ဟိုလိုတော်တော်လေးကက်နေမှာရသူ့ရဲ့ထားမဲ့ပုံစံစပင်းနောက်ကလုံးဝရောက်နေမှာရမှာတယ်မျိုးမရောက်ဘူးဆိုတော့မျက်မှန်တက်ပြီးတော့ပို့လိုက်မယ်မျက်မှန်ခိုင်းတော့ထိုးလာဒီလိုမျိုးရှင်းပါတယ်ဒီပုံကြည့်လိုက်ဖိနေမြင်ကြည့်လိုက်ရေးလိုက်တည်တယ်ကျမလားကာယကရှင်ကြိုက်မကြိုက်ဆိုတာနောက်မှဖားတိုင်းနဲ့မတိုင်းကြိုက်တယ်မလားတည်ရဆိုပါနော်ကောင်းမကတွေ့ရအောင်ခလိုက်အော်ဆောင်ကြည့်တော့ဘာမှစပင်းရှိခုနကရင်နည်းလိုက်ပြီးသွားတယ်။ဟိုတာပဲဟာပထမဆုံးတွေ့ကြအောင်နော်။ဒီဘာမှစပင်းညက်တဲ့ပထမဆုံးတွေ့ကြဖြစ်ပါတယ်။